အဘိုးဟာကြီးမားလုံးနဲ့ဆေးထိုးပြုံကြီးတစ်ခုကိုကောက်ယူပြီးအမြောက်ပြောင်းရဲကိုထည့်လိုက်ပါတယ်ပြီးတော့အဖုံးကိုပိတ်ဝက်ဦးတွေကိုကြောက်အောင်လှည့်ပြီးကုန်းမြေတိုက်ကြီးကိုအဆက်မပြတ်ဝင်တိုက်နေတဲ့ဝေလငါးကြီးစီကိုအမြောက်ကိုဥတီလိုက်တာပေါ့အသက်80ကျော်နေပြီဖြစ်တဲ့အဘိုးဟာရှိသမျှအားအင်ကုန်သုံးပြီးအမြောက်ခလုတ်ကိုဆွဲလိုက်ပါတယ်ကျေလောင်လာတဲ့ပောက်ကွဲတန်ကြီးနဲ့အတူအဲ့ဒီဆေးထိုးပြုံကြီးဟာလေထုကိုဖျက်တမ်းပြီးဆေးရည်တွေပြည့်နေတဲ့ဩကာပြန်ကြီးတစ်ခုလိုကောင်းကင်ဘော်ကိုပြန်တက်သွားပါတော့တယ်အချုံကြီးဟာအဲ့ဒီအရာမတက်တူအားကြီးရဲ့အရေးပြားကိုစိုက်ဝင်သွားတာနဲ့တပြိုင်နက်ခရမ်းရောင်ဆေးရည်တွေဟာသူ့ရဲ့ခန္ဓာကိုယ်နဲ့ပြန့်နှံ့သွားခဲ့ပါတယ်အဲ့ဒီအခါမှာပဲဝေလငါးကြီးဟာမျက်လုံးတွေမိတ်ကျသွားပြီးတကိုယ်လုံးပြုတ်ခွေကနှစ်ချိုက်စွာအိပ်ပျော်သွားပါတော့တယ်တကယ်တမ်းတော့အဘိုးဟာဒါတွေအားလုံးကိုသူ့ရဲ့ငယ်စဉ်ကပေးခဲ့တဲ့ကတိတစ်ခုကြောင့်လှုပ်ဆောင်နေရတာပါအဲ့ဒီအရာမတက်တူအားကြီးရဲ့နမီကလာပွန်းလို့ခေါ်ပါတယ်သူဟာငယ်ငယ်ကလေးကဂီတတန်အစင်တွေကိုအရန်နဲ့တက်တဲ့ကောင်လေးပါတနေ့တော့ရေကူးကစားနေရင်းနဲ့သူ့ရဲ့အုပ်စုနဲ့လူကွဲသွားပြီးပင်လယ်ထဲမှာတကောင်နဲ့လမ်းပြောက်ကရှောက်သွားနေခဲ့မိပါတယ်တနေ့မှာတော့သူဟာတချင်းဆိုတက်တဲ့ပင်လယ်သားပြောက်အုပ်စုတစုနဲ့ဆုံတွေ့ခဲ့ပါတယ်သူတို့ဟာလာပွန်းအတွက်တချင်းတွေတီးမှုတ်ပေးပြီးရန်နှဲငယ်ကြအတူတူဖြတ်တန်းခဲ့ကြတာပေါ့လာပွန်းဟာသူ့ရဲ့မိသားစုကိုပြန်ရှာတွေ့တယ်လို့ခံစားခဲ့ရပေမဲ့သူတို့ဟာလာပွန်းကိုအဘိုးအိုနဲ့အတူထားရစ်ခဲ့ပြီးသူတို့တေချာပေါက်ပြန်လာခဲ့ပါမယ်လို့ကတိပေးကထွက်ခွာသွားခဲ့ကြပါတယ်နှစ်ပေါင်းများစွာကုန်လွန်သွားခဲ့ပေမဲ့သူတို့ဟာဘယ်တော့မှပြန်မလာခဲ့ကြပါဘူးအဲ့ဒီအချိန်ကစပြီးလာပွန်းဟာသူ့ရဲ့သူငယ်ချင်းတွေကကုန်းမြေရဲ့အခြားတစ်ဖက်မှာရှိနေလိမ့်မယ်လို့ယုံကြည်နေတာကြောင့်ကုန်းမြေတိုက်ကြီးကိုအဆက်မပြတ်ဝင်တိုက်နေခဲ့ပါတယ်သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာဒဏ်ရာတွေဗျာပွားဖြစ်နေတဲ့တိုင်အောင်သူဟာဝင်တိုက်တာကိုလုံးဝမရပ်တန့်ခဲ့ပါဘူးအဘိုးဟာလာပွန်းတကောင်ကိုဖျက်ဆီးပြီးတေဆုံးသွားမှာကိုစိုးရိမ်တာကြောင့်သူ့ကိုစိတ်ငြိမ်စေမဲ့ထုံဆေးသို့မဟုတ်အိတ်ဆေးတွေထိုးပေးပြီးစိတ်တည်ငြိမ်အောင်လုပ်ပေးနေရတာပါဒါပေမဲ့ဒါဟာခဏတာပဲခံပါတယ်ဆေးရှင်ပြဲလို့လာပွန်းနိုးလာတာနဲ့တပြိုင်နက်ကုန်းမြေကိုပြန်ပြီးဝင်တိုက်ဥမာကိုအဘိုးကိုကောင်းကောင်းသိပါတယ်ပိုပြီးဆိုးရွားတာကတော့အခုအချိန်မှာလူပြီးရဲ့သူငယ်ချင်းတွေဟာလာပွန်းရဲ့အစာအိမ်ထဲမှာပိတ်မိနေကြတာပါတကယ်လို့သာနောက်ကျသွားမယ်ဆိုရင်သူတို့ဟာလာပွန်းရဲ့အစာချေအစ်စ်တွေကြောင့်အသက်အန္တရာယ်ရှိနိုင်ပါတယ်လာပွန်းကုန်းမြေကိုတစ်ချက်ဝင်တိုက်တိုင်းဟာအထက်ကလူတွေရဲ့အသက်ကိုဘေးဒုက္ခပေးနေတယ်လို့ဖြစ်နေပါတော့တယ်